ဘေးပက်လေမှာအိမ်ကြီးကြီးတွေမကွယ်နေပဲအသက်ရှူချောင်နေခြင်းတဲ့သူတွေမြောက်တကုံထဲမှာခြံဝန်းတကျနေခြင်းတဲ့သူတွေအတွက်မြောက်တကုံ40ရက်ကွာပုံမရောင်လန်းကြောကတ်မှာရှိတဲ့ပေ46ပေ60ကျဲတဲ့300စီတိုက် modern luxury design ကိုဒီနေ့စုမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲရှင်းမှာဆိုရင်တော့ကားပါကင်အတွက်ကို space ကတောက်ကဖြစ်တဲ့အတွက်ကိုနှစ်ဖက်ထားပေးထားတယ်ပေါ့နော်။ပြီးတော့ green area လေးတွေရောဒီမှာဆိုရင်ခြံဝန်းထဲမှာဆိုရင်ကားပါကင်လင်းကားစီးလောက်အသားလေးစမ်းနဲ့ဆိုတော့ချန်ကျိန်ထားပြီးရပေါ့နော်ဒါကတော့ဝင်ချင်းတွေ့ရမယ်ဖက်နယ်ဒေတာမဟုတ်လဲလဲတက်ကိုသုံးလို့ရမယ်အပြင်ထွက်ရင်သုံးလေးရှိရပစ္စည်းထားလို့ရတဲ့ cabinet ဖြစ်သုံးလို့ရမယ်ဒီဘက်ချမ်းမှာဆိုရင်တော့ living room space အခြေကြီးကိုရှိရပေါ့နော်အပေါ်မှာဆိုရင်လည်းစီလီယောင်လေးအရန်ကိုမလှရဲဒီဘက်ချမ်းတော့အတိုင်းနေဒါကတော့အောက်ဆုံးမှာရှိရ master room အခန်းလေးပေါ့နော်အခန်း space နေနေဆိုရင်လည်းတော်တော်လေးကိုမှကျဲတယ်ဒီမှာဆို master ဖြစ်တဲ့အတွက်ကိုရေချိုးခန်းရင်ပိုတိုင်းကတွဲရည်တွေပါရပေါ့နော် lighting အောင်ကလည်းပြောစရာမလိုအောင်အရှမ်းကိုမှကောင်းတယ်အောက်ကောပြောမှာဆိုရင်ကြွေပြားလေးကပ်ပေးထားတယ်အောက်ကကြွေပြားကမတ်ထိုက်ကပ်ပေးထားတဲ့အတွက်ကိုဆက်ပြရည်ပါရကြားလို့ချောပြူကမှလုံးဝစိတ်မပူရတော့ဘူးနော်ဒါလေးကတော့ kitchen room အခန်းလေးပေါ့ဒီ kitchen room အခန်းဆိုလည်းသုံးပေးထားတဲ့ lighting အောင်လေးကအရှမ်းကိုမှလှရဲ cabinet တွေဆိုလည်းအောက်ကောပေါ်ရောမှာကောက cabinet တွေအများကြီးရဲ့ပြီးတော့ Prado တစ်စိတ်တွေပဲသုံးပေးထားတယ်ဒါကတော့ wash kitchen room လေးပေါ့နော်ဒီ wash kitchen room ဆိုရင်အညှိအဟောက်တွေ gainer တို့ဒါမှမဟုတ်လေမီးပစ်သွားရင်လည်းချပြူကလွယ်နေရဖြစ်အသုံးပြုပေးထားရပေါ့နော်ဒီဘက်ချမ်းမှာတော့ common WC room လေးရဲ့ဘေးဘက်ချမ်းမှာဆိုရင်တော့စတိုဖြစ်ပြန်ဖွဲ့ပြီးသုံးမယ်ဆိုရင်တော့အရန်ကိုမှအဆင်ပြေတယ်။ common WC room နဲ့ရတယ်အဲ့ဒါတွေပိုင်းလာရင်သုံးရပြရလွယ်တယ်ပေါ့နော်။ဒါကတော့တက်စင်းလေကားလေးဆိုရင်နှင်းပြားထောင်ပြားဘေးလက်ကင်နေရစအကုန်လုံးကိုကျုံးပေါ်မှာဒူးတယ်အကြီးကြီးတွေသုံးပေးထားတယ်။ lighting အောင်ဆိုရင်လည်းပြောစရာမလိုဘူးလေကားတက်တဲ့နေရာဆိုရင်လည်းတမန် class တွေသုံးမယ်ဒါကတော့ second floor မှာတက်ချင်းတွေ့ရမယ် master room ခန်းလေးပေါ့နော်။ second floor မှာတော့ master room နှခမ်းခွဲပေးထားတယ်ပြီးတော့ဒီခန်းလေးဆိုရင်တော့ Rwanda space balcony area space ကနှစ်ခုတောင်ပါတယ်ပေါ့နော်။တွဲရေချိုးခန်းပိုတိုင်းလေးရဲ့ဒါကတော့ပထမဦးဆုံးဒီခန်းမှာပါတဲ့ balcony area လေးဒါကတော့အောက်ကလေးကိုတစ်ဆင့်လေးနှိပ်သွားတာပေါ့နော်ဒီဟာလေးဆိုလည်းအရန်ကိုမှဆင်ပြေတဲ့ space ကျဲတယ်ဒါကတော့နောက်ထပ် balcony area လေးအောက်မှာကြွေပြားတွေခင်းပေးထားတဲ့အရှိမဆိုလည်း glass type သုံးပေးထားတဲ့အတွက်ကိုအရန်ကိုမှမိုက်တယ်အပေါ်မှာဆိုလဲဆိုတော့အမိုးလေးသုံးပေးထားတဲ့အတွက်မိုးရင်းမှာရှည်တင်တာတွေလုံးဝစိတ်ပူစရာမလိုတော့ဘူးပေါ့နော်ဒါတော့အပေါ်ဆုံးမှာ sharing area လုံးမှာအများကြီးသုံးလို့ရတယ်ကဲဆိုရင်တော့ဆိုတော့ the floor area တကြည့်ကြည့်အောင်ဒါကတော့ the floor area လေးပေါ့ဒီ the floor area ဆိုတော့တော်တော်လေးကိုမှမိုက်တယ်ဒီအခန်းလေးဆိုရင်ကျွန်တော် family room သုံးမလား hotel သုံးပေးထားတယ်ဒါကတော့ဆိုတော့ပေါ်ဆုံးမှာရှိရဲ master room တစ်ခါပေါ့နော်ဒီတိန်လုံးမှာတော့ master room ကဆိုတော့၄ခန်းပါတယ်၄ခန်းကြီးအောင်ပါတယ်ပေါ့နော်တိန်ရဲ့ design မှကြည့်မယ်ဆိုရင်လည်း modern minimalist design ကိုမှ structure ကောင်းကောင်းနဲ့တိစောက်ပေးရတာကိုတွေ့ရမယ်ပေါ့နော်ကဲဆိုရင်ဒီမှာဆိုတော့ balcony area ကိုနှစ်ခုစီထည့်ပေးထားတယ်ဒီအခန်းလေးဆိုရင် lighting ရောကအရှမ်းကမှကောင်းတယ်ဘေးမှာတိုက်ကွယ်တွေမရှိတဲ့အတွက်ကိုအရှမ်းကမှလေးဝင်ထွက်လည်းကောင်းတယ်အသက်ရှူလည်းချောင်တယ်ပေါ့နော်ဒါကတော့ဆိုအပေါ်ဆုံးမှာရှိရဲလေဝင်လို့ထွက်ကောင်းပြီး view ကြည့်လို့ရတဲ့နေရာလေးပေါ့နော်ဒီမှာဆိုလဲ basin တစ်ခုလေးပို့ထည့်ပေးရတယ်ပေါ်မှာဆိုလဲပတ်လေကားလေးနဲ့အပေါ်မှာဆိုရင် solar ထပ်ထည့်မလားဒါမှမဟုတ် water တက်တွေလည်းထားပေးထားရပေါ့နော်ဒီနေ့ဆိုမိတ်ဆက်ပေးသွားတဲ့ဒီရဲ့စီနိုကတော့3000 2900ဖြစ်ပြီးတော့စိတ်ဝင်စားရဆိုရင်တော့ PSN Pro ပါတူဆိုတဲ့လည်းပါနော်